ရဲ့ကုန်ပစ္စည်းတောင်ဝန်ဆောင်မှုကဘလောက်ပဲကောင်းကောင်းဘာလို့လူတွေကဝယ်ကြတာလဲအကယ်တော့ဝယ်လူတွေကပစ္စည်းကိုဝယ်ရမဟုတ်ပါဘူးပစ္စည်းကပေးတဲ့တန်ဖိုးဘယ်လိုကိုဝယ်ကြတာပါအဲဒီဘယ်လိုကိုဘယ်လိုခံရင်းလဲဆိုတာဒီဗီဒီယိုမှာစီးပွားရေးတိုင်းတည်ထားတဲ့ရွေးချယ်တဲ့တရားဝင်ပုံစံတစ်ခုကိုပြပြပေးသွားမှာပါအဲဒီ formula က value equal to functional plus benefit ပါဒီဆက်ရှင်းပြမယ် functional ဆိုတာလည်းလုပ်ပုံမှာဒါမှမဟုတ် interpret တွေပါဥပမာခင်ဗျားကောင်းနေဆိုရင်ကိုင်းနေတာကစီစားနဲ့ base နဲ့ဒါတွေက functional ပါဒါကပစ္စည်းရဲ့ဒါလည်းဆိုတော့မျိုးစုံဖြေတာပါဒါနဲ့မလုံးတော့ပါဘူးနောက်ရေးကြည့်ဆိုတာနောက်ဆုံးတစ်ချက်က benefit ပါ benefit ဆိုတာဒီလိုပေါ့အဲဆိုတော့ကောင်းမှလည်းပြောမယ်ဆိုရင်ဒီမှာကောင်းလို့ခီးသွားတဲ့ community စံနနဲ့စိတ်ကြည်နေမှုရမယ်စီစားတက်တာလို့ပတ်စံပို့စုနေတယ်ဘေးကင်းလုံးကြုံနေနေတာ functional ဆိုတာပစ္စည်းရဲ့အချက်လက်တွေ benefit ကအဲဒီအချက်လက်တွေကဝယ်သူရဲ့ဘဝကိုဘယ်လိုပိုကောင်းအောင်လုပ်မယ်ဆိုတာပါဒါကြောင့်ခင်ဗျားရဲ့ကွန်မရှင်ကိုရောက်တဲ့အခါ functional တွေကိုပဲစီးလုပ်ပြနေပါတယ်အဲဒီကရတဲ့ benefit တွေကိုပေါင်းဆက်ပြောပြပါဒီ formula ခင်ဗျားရောကိုတိတိကျကျပြောင်းလဲပြီးသွားနိုင်မယ်အခုလိုစီးပွားရေးနဲ့ marketing ပုံပြတွေကိုစက်ကြည့်ဖို့channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့